ဒီနေ့ဗီဒီယိုမှာတော့ Hero Prime တယောက် Poppy Playtime ထက်က Hacky Wacky နဲ့တွေ့တော့မှာဖြစ်ပါတယ်။ပရိသတ်ကြီးရောဘယ်သူနိုင်မဲလို့ထင်လဲ။ Hacky Wacky လား Hero Prime လားပရိသတ်ကြီးထင်တာကို comment မှာမှန်ခဲ့ပါနော်။နောက်ဆုံးမှာတယောက်ကတော့နိုင်မှာဖြစ်ပါတယ်ရှင်။ Channel လေးကို Subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ဒါဆိုရင်တော့စလိုက်ပါမယ်။ဗီဒီယိုရဲ့အစမှာတော့ Hero Prime တယောက်တောရဲကိုမျက်စိနဲ့လှမ်းမပြီးရောက်လာခဲ့ပါတယ်။ဒီလိုနဲ့တနေရာကိုရောက်မှာတော့ Hacky Wacky တယောက်တော်ထဲမှာခလူခလောက်ဆိုပြီးအိမ်မောကျနေတာကိုတွေ့သွားပါတယ်။ Hero Prime ကဒီကောင်ငါသွားမဲ့လမ်းမှာလာအိတ်နေတာတော်တော်တတိရှိရဲ့ကောင်မဲဆိုပြီးတော့ဘေးနားမှာကျနေတဲ့ကြောက်တုံးကိုစွမ်းအားနဲ့ဆွဲယူလိုက်ပြီး Hacky Wacky ကိုပေါက်လိုက်ပါတယ်။ Hacky Wacky လည်းအိမ်မက်ထဲမှာစော်လေးတွေနဲ့ตาရနေတုံးရှိသေးဂေးနဲ့အပေါက်ခံလိုက်ရတာကြောင့်စိတ်တူတူနဲ့ချပြီးអော်ပါတယ်။ Hero Prime ကသူ့လေးပေါ်မှာပြန်လို့ရတဲ့ကြောင်းကို Hacky Wacky ကိုပြလိုက်ပါတယ်။ဒါပေမဲ့ Hacky Wacky ကကြည့်မဆိုင်ပါဘူး။မင်း